Zeni library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့လိုပဲနိုင်ငံတကာအခြေအနေတွေကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနေရာစီမဖတ်ရှုနိုင်သူတွေနဲ့သတင်းအကြောင်းအရာစတာတွေကိုခိုင်မာပြန်လည်တည်ဆောက်လိုသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့ဒီထဲမှာဒီ What Happens Now ဆိုတဲ့အစီအစဉ်ကတော့နိုင်ငံတကာမှာလက်လောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုစုစည်းမျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီနေ့ What Happens Now 66အနေနဲ့မျှဝေသွားမှာကတော့ American သမ္မတ Donald Trump နဲ့အစိုးရအဖွဲ့ရဲ့လက်တလောပြည်တွင်းပြည်ပလှုပ်ရှားမှုဆိုင်ရာအခြေအနေတွေကိုစုစည်းမျှဝေသွားမှာဖြစ်ပါတယ်။နောက်အကြောင်းအရာတွေမှာကတော့ပထမဆုံးအနေနဲ့ကမြို့သားအဆောင်တက်တွေကိုမတည်ငြိမ်တဲ့မြို့တွေစီဆယ်လွတ်နေတဲ့ Donald Trump နဲ့အဲ့ဒီဖြန့်ကျက်မှုကတရားမဝင်ဘူးလို့တရားရုံးကဆုံးဖြတ်ခဲ့တဲ့အခြေအနေအချို့ပြီးရင်တော့ Afghanistan က American ကိုသူ့လေတဲ့အခြေစိုက်စကန်ပေးဖို့မရှိကြောင်းတုံ့ပြန်တဲ့သတင်းအဲ့နောက်မှာတော့ American ရဲ့မူရစစ်စင်ရေးခေါင်းဆောင်က Venezuela ပြီးရင် American ဆိုရရန်နေရပ်ဆိုင်မှု73ရက်မြောက်နေ့ American နိုင်ငံတွင်အခြေအနေအဲ့နောက်မှာရွှေကြိုးငှက်ရခဲ့တဲ့ American သမ္မတနဲ့သူ့ရဲ့ Israel Egypt ခီးစဉ်ယူကရိန်းပြည်ပကဆိုင်ရာအထူးတမန်ပေါ်သူသဘောထားနဲ့နောက်ဆုံးမှာကတော့မြေရှားအခွန်နဲ့ American နဲ့တရုတ်ကြားကကုန်သွယ်ရေးထိပ်တိုက်မှုတွေအတွင်း Trump ရဲ့ပြောင်းလဲမှုများတဲ့ပြောစကားတွေကိုစူးစီးမျှဝေသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့မြို့သားအဆောင်တက်တွေကိုမတည်ငြိမ်တဲ့မြို့တွေစီဆေလွတ်နေတဲ့ Trump နဲ့အဲ့လိုဖြန့်ကျက်မှုကတရားမဝင်ဘူးလို့တရားရုံးတစ်ခုကဆုံးဖြတ်ခဲ့တဲ့အကြောင်းပါIllinois ပြည်နယ်အုပ်ချုပ်ရေးမှူး JB Pritzker နဲ့ Chicago မြို့တော်ဝန်တို့အပါအဝင်ရွေးကောက်ခံခေါင်းဆောင်တွေရဲ့စန့်ကျင်မှုတွေရှိနေတဲ့တိုင်အောင် American သမ္မတ Trump ကသူ့ရဲ့ရာဇဝတ်မှုတိုက်ဖျက်ရေးနဲ့ရွှေ့ပြောင်းနေထိုင်သူများနှိမ်နင်းရေးအစီအစဉ်တွေကြောင့်မတည်မငြိမ်ဖြစ်နေတဲ့ American ရဲ့တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Chicago ကိုမြို့သားအဆောင်တပ်ဖွဲ့ဝင်3000ခန့်ဆေလွတ်မှုကိုအောက်တိုဘာ4ရက်နေ့ကခွင့်ပြုခဲ့ပါတယ်။အမိမြေလုံခြုံရေးဝန်ကြီး Christino M ကတော့အဲ့လှုပ်ဆောင်ချက်ကိုအောက်တိုဘာ9ရက်နေ့ကခုခံကာကွယ်ပြောဆိုခဲ့ပြီးတော့ Chicago ကစစ်ပွဲစုံတစ်ခုဖြစ်တယ်ဆိုပြီးပြောကြားသွားခဲ့ပါတယ်။အောက်လွှတ်တော်ရဲ့ Republican ဥက္ကဋ္ဌ Mike Johnson ကအောက်တိုဘာ9ရက်မှာဝါရှင်တန်မြို့တော်မှာဖြန့်ချထားတဲ့အမျိုးသားအဆောင်တပ်ဖွဲ့တွေကစစ်မှန်တဲ့စစ်ပွဲစုံကိုတုံ့ပြန်ရန်ဖြစ်တယ်ဆိုပြီးတော့ NBC သတင်းဌာနကိုပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒါပေမဲ့ Chicago ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့စစ်သားတွေဖြန့်ကျက်ချထားမှုဟာ Trump ရဲ့ကျူးကျော်မှုဖြစ်တဲ့ Illinois ပြည်နယ်ဒါမှမဟုတ်ဘယ်ပြည်နယ်ကိုမဆိုဒေသခံအရာရှိတွေရဲ့သိရှိနားလည်မှုသို့မဟုတ်သဘောဆန္ဒမပါဘဲစစ်သားတွေစီလွတ်ဖို့အကြောင်းပြချက်မရှိဘူးလို့ပြောကြားသွားခဲ့ပါတယ်။ Oregon ပြည်နယ် Portland မှာတော့ Trump ရဲ့စစ်သားတွေဖြန့်ကျက်ချထားရေးလှုပ်ရှားမှုဟာအောက်တိုဘာ4ရက်နှောင်းပိုင်းကပိတ်ပင်ခံခဲ့ရပြီးတရားရုံးကအဲ့လိုစစ်သားတွေဖြန့်ကျက်ချထားမှုဟာတရားမဝင်ဘူးလို့စီရင်ချက်ချခဲ့တယ်လို့ဆိုပါတယ်။ CBS ရုပ်သံကအောက်တိုဘာ9ရက်နေ့ကထုတ်ပြန်တဲ့စစ်တမ်းမှာအမေရိကန်နိုင်ငံသား58ရာခိုင်နှုန်းကမြို့တွေမှာမြို့သားအဆောင်တပ်ဖွဲ့တွေဖြန့်ကျက်ချထားခြင်းကိုစန့်ကျင်ကန့်ကွက်တယ်လို့လေ့လာတွေ့ရှိရကြောင်းဖော်ပြခဲ့ပါတယ်။နောက်ထပ်မျှဝေမယ့်အကြောင်းအရာကတော့ Afghanistan ကအမေရိကန်ကိုသူ့လေတဲ့အခြေစိုက်စကန်ပေးဖို့မရှိဘူးလို့တုံ့ပြန်ခဲ့တဲ့အခြေအနေပါ။ Afghanistan နိုင်ငံအစိုးရပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahid က Afghanistan နဲ့ American တို့ဟာBagram လေတဲ့အခြေစိုက်စကန်ဆိုင်ရာသဘောတူညီချက်ရရှိခဲ့တဲ့ဆိုတဲ့14ရက်နဲ့သတင်းထုတ်ပြန်မှုကိုညှင်းဆိုခဲ့ပြီးတော့ Afghanistan လူမျိုးတွေဟာသူတို့နိုင်ငံရဲ့ဘယ်နယ်မြေကိုမဆိုအခြားနိုင်ငံထံပေးရမှာမဟုတ်ဘူးဘယ်သူကမှဒီမြေကြီးရဲ့တလက်မတောင်ပေးမှာမဟုတ်တယ်လို့ဘယ်နိုင်ငံရဲ့စစ်ရေးရတည်ရှိမှုကိုလည်းလက်ခံမှာမဟုတ်ဘူးဒါဟာ Afghanistan နိုင်ငံနဲ့ပြည်သူတွေရဲ့ဆန္ဒပဲဖြစ်တယ်Afghanistan နိုင်ငံအစိုးရဟာ American အပါအဝင်နိုင်ငံအားလုံးနဲ့နိုင်ငံရေးစီးပွားရေးကူးလူးသွားလာမှုတွေဆောင်ရွက်ဖို့ဆန္ဒရှိပြီးတော့American ကကဘူးလ်မှာတန်ယုံပြန်လဲဖွင့်လှစ်ပြီး Bagram လေတဲ့အခြေစိုက်စကန်ကိုအပူတပြင်းအောင်စိုက်ချင်းထက်တန်တမန်လမ်းကြောင်းကနေတဆင့်အပြုသဘောဆောင်တဲ့ထိတွေ့ဆက်ဆံမှုတွေစတင်မှုမျှော်လင့်နေဆိုပြီးတော့အော်တိုဘာ12ရက်နေ့ကမြို့တော်ကဘူးလ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ကြောင်းသိရပါတယ်။ဒါက American သမ္မတ Trump က American အနေနဲ့ Bagram လေတဲ့အခြေစိုက်စကန်ကိုပြန်လဲသိမ်းယူရန်ကြိုးပမ်းနေပြီးအဲ့နေရာမှာ American စစ်တပ်တဖန်ဖြန့်ကျက်မယ်လို့လက်တလောနေရာများစွာမှာပြောကြားခဲ့မှုတွေနဲ့ပတ်သက်တဲ့တုံ့ပြန်ချက်လို့ဆိုရမှာဖြစ်ပါတယ်။ Bagram လေတဲ့ခြေဆိုင်စကန်ဟာကဘူးမြို့ကနေပြီးမြောက်ဘက်ကီလိုမီတာ90ကွာမှာတည်ရှိနေတာဖြစ်ပြီးတော့ American စစ်တပ်က Afghanistan နိုင်ငံမှာနှစ်ပေါင်း20ကြာကာလအတွင်းအဓိကစစ်စင်ရေးခြေဆိုင်စကန်အဖြစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။2021 ဇူလိုင်မှာတော့ American နဲ့ NATO စစ်တပ်အားလုံးကအဲ့ဒီအခြေဆိုင်စကန်ကစုတ်ခွာခဲ့ရတာဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ American နဲ့မူရစစ်စင်ရေးခေါင်းဆောင်အောက်က Venezuela ဖြစ်ပါတယ်။ American သမ္မတ Donald Trump ကမူရစေဝါနှိမ်နင်းမှုစစ်စင်ရေးအတွက်ဆိုတဲ့ခေါင်းဆောင်အောက်ကနေပြီးတော့စစ်သမော80နဲ့ရေကုန်သမောဒဇင်းကိုကာရစ်ဘီယန်တောင်ပိုင်းကိုဆေလွတ်ထားခဲ့ပြီးတော့အဲ့ဒီအပြည်ပြည်ဆိုင်ရာရေပိုင်ထဲမှာအနည်းဆုံးလူ14ဦးသေဆုံးစေခဲ့တဲ့သမောတွေကိုတိုက်ခိုက်မှု3ကြိမ်ပြုလုပ်ခဲ့ပြီးတဲ့နောက်
American ပြည်တော်စုဟာမွေးစေဝါဂိုင်းနေနဲ့လက်နက်ကင်ပြိပခါကိုစတင်ပြီးလို့သမ္မတကကြေညာကြောင်းအကြောင်းကြားစာကို Pentagon က Congress ကိုပေးပို့ခဲ့တယ်လို့သိရပါတယ်။ Pentagon ရဲ့အကြောင်းကြားစာမှာသမ္မတကအဲ့ဒီမွေးစေဝါဂိုင်းတွေဟာနိုင်ငံမဲ့လက်နက်ကင်အုပ်စုတွေဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့ကိုအကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်သတ်မှတ်ခဲ့ပါတယ်။သူတို့ရဲ့လုပ်ရတဲ့ကအမေရိကန်ပြည်ထောင်စုကိုလက်နက်ကင်တိုက်ခိုက်မှုနဲ့သဘောချင်းညီမျှတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်လို့လည်းဖော်ပြထားခဲ့ပါတယ်။စက်တင်ဘာ15ရက်မှာတိုက်ခိုက်မှုတစ်ခုလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်အဲ့ဒီအကြောင်းကြားစာကိုကွန်ဂရက်ကိုပေးပို့ခဲ့ခြင်းဖြစ်တယ်လို့အိမ်ဖြူတော်တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ Venezuela သမ္မတ Nicolas Maduro ကိုကိုကင်းမှောင်ကိုခိုင်းဖြစ်တဲ့ Cartel de los Sols ကိုဥဆောင်နေတယ်လို့ American ကဆွဆွဲထားပြီးတော့ American ဗန်ဒိုင်းဝန်ကြီးဌာနကအဲ့ဒီအုပ်စုကိုအထူးအကြမ်းဖက်အဖွဲ့အစည်းဖြစ်လွန်ခဲ့တဲ့လကသတ်မှတ်ခဲ့တာဖြစ်ပါတယ်။အိမ်တော်ပြောရေးဆိုခွင့်ရမျိုးသမီး Anna Kelly က AFP ကိုပြောကြားတဲ့နေရာမှာတော့သူတို့အကြိမ်ကြိမ်ပြောထားတဲ့အတိုင်းပဲသူတို့ရဲ့ကမ်းခြေတွေစီကိုပြင်းထန်တဲ့စိတ်တွေတည်ဆောင်မှုစ조사နေသူတွေကစ조사နေသူတွေထံကနေပြီးတော့သူတို့ရဲ့နိုင်ငံကိုအကာအကွယ်ပေးဖို့သမ္မတကလက်နက်ကင်ပြိပခဥပဒေနဲ့အညီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ငွေစေဝါဂိုင်းတွေကိုရေးယူဖို့နဲ့နောက်တဲ့ American နိုင်ငံသားတွေအသက်ခံရခြင်းကနေမြို့သားလုံခြုံရေးချင်းချောက်မှုတွေကိုရှင်းလင်းပစ်ဖို့ပေးထားတဲ့ကတိကိုသမ္မတကဖြည့်ဆည်းပေးနေတာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။ Venezuela က American တပ်ဖွဲ့တွေအဲ့လိုဆေးလွတ်ထားခြင်းကိုကျူးကျော်ရန်စဖို့အစပြုတာဖြစ်နိုင်တယ်လို့ဆိုရင်ပူပန်မှုရှိနေတာဖြစ်ပါတယ်။ Venezuela ကာကွယ်ရေးဝန်ကြီး Vladimir Pedrino Lopez ကအောက်တိုဘာ12ရက်မှာ Caribbean ပင်လယ်မှာ American စစ်သင်္ဘောတွေကိုလက်တလောတပ်ဖြန့်ထားတာဟာကိုလိုနီခေတ်ဟောင်းကချင်းကပ်မှုနီးလန်းကိုပြောင်းကျကျပြန်ပြီးကျင့်သုံးနေတဲ့တာရကတစ်ခုတည်းမပို့ဘူးကိုလိုနီဖြစ်သိမ့်ပိုက်မပို့ဘူးဆိုပြီးတော့ကိုလိုနီဖြစ်သိမ့်ပိုက်အုပ်စိုးမှုကိုဌာနေတိုင်းသားတွေကတွန်းလှန်တိုက်ပွဲဝင်ခဲ့ခြင်းကိုအောက်မေ့ကွန်ပျူတာနဲ့အထိမ်းအမှတ်ထုတ်ပြန်တဲ့ကြီးညာချက်မှာဖော်ပြခဲ့ပါတယ်။အဲ့ဒီပြင်ဒီနေ့သူတို့ဆင်နွှဲနေတဲ့တိုက်ပွဲဟာလွန်ခဲ့တဲ့နှစ်900တုန်းကနဲ့တပုံစံနဲ့ဖြစ်ပြီးတော့ကိုပိုင်ပြထားခွင့်နဲ့ကိုပိုင်ပြထန်းခွင့်နဲ့ကိုကြမှာကိုဖန်တီးခွင့်ကိုကာကွယ်စောင့်ရှောက်ဖို့တိုက်ပွဲဝင်နေရတာဖြစ်တယ်လို့ဆိုသွားပါတယ်။အဲ့လိုပဲ American အနေနဲ့စီးပွားရေးပိတ်ဆို့မှုနိုင်တဲ့စီးနှင်းပြုမှုစတဲ့တစ်ဖက်သက်တန်ခတ်ရေးယူမှုတွေပေါင်းဆက်စစ်ပွဲတွေနဲ့စစ်ရေးရကြားဝင်မယ်ဆိုတဲ့အဆက်မပြတ်ချင်းချောက်မှုတွေနဲ့အချုပ်ချာအာဏာပိုင်နိုင်ငံတွေပေါ်ထိန်းချုပ်ရန်ကြိုးပမ်းနေမှုတွေကိုလည်းသူကဝေဖန်ပစ်တင်သွားခဲ့ပါတယ်။ Caribbean ဒေသမှာမကြာမီကအမေရိကန်ရဲ့စစ်ရေးရဖြန့်ကျက်မှုဟာသူတို့ရဲ့အချုပ်ချာအာဏာကိုချင်းချောက်မှုဖြစ်တယ်လို့ Venezuela အစိုးရကထပ်တလဲလဲရှုတ်ချပြောဆိုထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့တခုမြစ်တာရခံကြပါတယ်ကျွန်တော်တို့ဒီနေ့လက်တလောရောက်ရှိနေတဲ့နေရာအခြေအနေအရာကကျွန်တော်တို့ရာသီဥတုအပါဝင်အခြားမလိုအပ်တဲ့အတန်အချို့ပါဝင်နေခဲ့လို့ရှိရင်နားလည်ပေးဖို့မြစ်တာရခံပါတယ်ဗျ။ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့ American အစိုးရရန်နေရာရက်ဆိုင်မှုက73ရက်မြောက်နေ့ဖြစ်လာတဲ့အချိန်မှာ American နိုင်ငံတွင်းအခြေအနေပါAmerican ဗန်ဒိုင်းဝန်ကြီး Scott Bessent က American အစိုးရရန်နေရာရက်ဆိုင်မှု73ရက်မြောက်နေ့ဖြစ်တဲ့အောက်တိုဘာ73ရက်နေ့မှာအခြေအနေကပုံမူဆိုးဝါးလာနေတယ်ဆိုရရန်နေရာရက်ဆိုင်မှုကလက်တွေ့စီးပွားရေးကိုစတင်တက်ရောက်မှုရှိလာပြီးပြည်သူတွေရဲ့လူနေမှုဘဝကိုလည်းတက်ရောက်လာနေတယ်စစ်တပ်လစာထုတ်ပေးမှုကိုအာမခံနိုင်ဖို့ Federal အစိုးရဟာအခြား Federal ဝန်ထမ်းတွေဝန်ဆောင်မှုအဖွဲ့အစည်းဝန်ထမ်းတွေရဲ့လစာထုတ်ပေးမှုကိုမဖြစ်မနေရပ်ဆိုင်းထားရတယ်အဲ့ဒီအနက် Smithsonian Institute လက်အောက်မှာရှိနေတဲ့ပြတိုက်နဲ့မြို့သားတိရစ္ဆာန်ဥယျာဉ်တွေလည်းပါဝင်တယ်ဆိုပြီးတော့ Fox Business Channel ရဲ့ရုပ်သံစီစဉ်တစ်ခုမှာပြောကြားသွားခဲ့ပါတယ်Smithsonian Institution ကသူ့ရဲ့လက်အောက်မှာရှိနေတဲ့ပြတိုက်သုတေသနစင်တာနဲ့အမျိုးသားတိရစ္ဆာန်ဥယျာဉ်ဒါဇင်ချီအရေးအတွက်တွေကိုအောက်တိုဘာ12ရက်ကစလို့အစိုးရရန်နေရာရပ်ဆိုင်းမှုကြောင့်ပိတ်ထားမှာဖြစ်တယ်ဆိုပြီးတော့ပြောကြားခဲ့ပြီးမြို့သားတိရစ္ဆာန်ဥယျာဉ်ကလည်းတိရစ္ဆာန်ဥယျာဉ်အတွင်းမှာရှိနေတဲ့တိရစ္ဆာန်တွေကိုဆက်လက်ပြီးအစာကျွေးမှုနဲ့ပြည်သူစောင့်ရှောက်မှုတွေကိုလှုံ့ဆော်သွားမှာဖြစ်ပေမဲ့လည်းတိရစ္ဆာန်အကြောင်းတိုက်ရိုက်ထုတ်လွှင့်မှုတွေကိုရပ်ဆိုင်းသွားမှာဖြစ်တယ်လို့သူတို့ရဲ့ website တွေမှာဖော်ပြခဲ့ကြပါတယ်။လေကြောင်းပို့ဆောင်ရေးစီမံထိန်းချုပ်မှုဝန်ထမ်းပြက်လက်မှုကြောင့်လေကြောင်းခီးစဉ်များစွာနှောင့်နှေးမှုဖြစ်ခဲ့ရပြီးတော့အောက်တိုဘာ12ရက်နေ့ကအမေရိကန်နိုင်ငံတွင်းမှာလေကြောင်းခီးစဉ်8000နီးပါးနှောင့်နှေးခဲ့ရပြီးတော့ခီးစဉ်290ကျော်ဖျက်သိမ်းမှုဖြစ်ခဲ့ရပြီးအမေရိကန်ပြည်သူတန်းချီပြီးအားကိုးရတဲ့အမျိုးသားရေးကြီးရေရှမ်းမှုအာမခံအစီအစဉ်ကရပ်ဆိုင်းမှုနဲ့ရင်ဆိုင်နေရတယ်လို့အင်ရှင်များစွာကလည်းရေကြီးရေရှမ်းမှုအာမခံမရှိတဲ့အခြေအနေမှာ Atlantic Hurricane ရာသီရဲ့2လဒါမှမဟုတ်အဲ့ဒီတဲ့ပိုကြာနိုင်တဲ့သဘောဝဘေးရာသီဥတုနဲ့ရင်ဆိုင်ရနိုင်ခြေရှိတယ်ဆိုပြီးတော့ USA Today website ကဖော်ပြခဲ့ပါတယ်။အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်လို့အောက်လွှတ်တော် Democratic ခေါင်းဆောင် Hagan Jeffries ကအောက်တိုဘာ12ရက်မှာ Democratic Party အနေနဲ့ထိုင်ပြီးဆွေးနွေးလိုပေမဲ့ Republican Party ကသူထင်ရသူလှုပ်ဆောင်နေစေဖြစ်တယ်လို့ပြောကြားသွားပါတယ်။အဲ့လိုပြောဆိုပြီးတဲ့နောက်တစ်ရက်အောက်တိုဘာ13ရက်နေ့မှာတော့ American အောက်လွှတ်တော် Republican Party ဝင်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကအစိုးရရန်ရရပ်ဆိုင်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ဗန်နာရေးအကျပ်တဲကို Democratic Party ကြောင့်လို့ဆက်လက်အပြစ်တင်ခဲ့ပြီး American သမိုင်းမှာရက်အရှည်ကြာဆုံးအစိုးရရန်ရရပ်ဆိုင်းမှုစီလျင်မြန်စွာရှောက်လှမ်းနေတာဖြစ်တဲ့အခြေအနေလို့သတိပေးပြောကြားသွားခဲ့ပါတယ်။
နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရွှေချိုးငှက်ရခဲ့တဲ့အမေရိကန်သမ္မတနဲ့သူ့ရဲ့ Israel Egypt ခီးစဉ်ယူကရိန်းပြည်ပကဆိုင်ရာအထူးတန်တမန်ပေါ်သူသဘောထားစတာတွေဖြစ်ပါတယ်။ဟာမတ်စ်တို့ကကြံရှိနေသေးတဲ့အသက်ရှင်ရရှိတဲ့ Israel ဒေသခံအားလုံးကိုပြန်လည်လွှဲပြောင်းပေးတဲ့နေ့မှာ Israel ကိုတွားရောက်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကဂါဇာအပြစ်ခတ်ရစဲရေးအဖြစ်ပေးရတဲ့ရွှေငင်းချင်းရေးဂျုံငှက်ရုပ်ထုငယ်ကိုလက်ခံရရှိခဲ့ပါတယ်။အဲဒီခီးစဉ်မှာထရန့်က Israel လွှတ်တော်အမတ်တွေကိုမိန့်ခွန်းပြောကြားခဲ့ပြီးဂါဇာငင်းချင်းထိပ်သီးအစည်းအဝေးလက်မှတ်ရေးထိုးဖို့အီဂျစ်နိုင်ငံကိုဆက်လက်ထွက်ခွာတာဖြစ်ပါတယ်။ထွက်ပေါ်နေတဲ့သတင်းတရက်မှာတော့ Israel ပါလီမန်မှာမိန့်ခွန်းပြောစဉ်မှာ American သမ္မတထရန့်ကသူ့ရဲ့ယူကရိန်းပြည်ပကဆိုင်ရာအထူးတန်တမန် Steve Witkoff ကိုလုပ်ငန်းတဲ့ရေးချင်းမပြည့်မီဘူးရုရှားအကြောင်းလည်းမသိဘူးပူတင်အကြောင်းလည်းအနည်းငယ်ပဲသိတယ်နိုင်ငံရေးကိုစိတ်ဝင်စားတယ်လို့နားလည်အောင်လည်းမလေ့လာဘူးသူကျွမ်းကျင်တာအင်ချမ်းမြေရောင်းဝယ်ရေးတာဖြစ်တယ်လို့ပြစ်တင်ပြောကြားခဲ့တယ်ဆိုပြီးသတင်းတစ်ပုဒ်မှာတွေ့ခဲ့ရပါတယ်အဲ့ဒီစောပိုင်းကဟာမတ်စ်တို့ကအမေရိကန်ဂျာမန်စစ်ဆက်ပြီးတဲ့ဂါဇာအပြစ်ခတ်ရစဲရေးအရာပထမဆင့်တစားကန်9ဦးကိုချက်ချင်းဒီအသင်းထံအပြည်ပြည်ဆိုင်ရာချက်ချင်းဒီအသင်းထံလွှဲပြောင်းပေးခဲ့ပြီးတော့ဒုတိယဆင့်ကျန်ရှိနေတဲ့73ဦးကိုဆက်လက်လွှဲပြောင်းပေးခဲ့ပါတယ်။အစ္စရေးကပါလက်စတိုင်းအကျဉ်းသား1900ကျော်ကိုပြန်လွှတ်ပေးတာဖြစ်ပါတယ်။ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ထရန့်ကတော့အစ္စရေးကိုရောက်ချင်းမှာပဲစစ်ပွဲကြီးပြီးသွားပြီဒါဟာကြီးမြတ်တဲ့နေ့ပဲဒါကအစတစ်တစ်ခုပဲလို့ပြောခဲ့တယ်ဆိုပြီးသိရပါတယ်။အဲဒီနောက်တော့ထရန့်ကကုလသမဂ္ဂထွေထွေအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ပြည်ထောင်ဝန်ကြီးချုပ်ခီယာစတာမာအီတလီဝန်ကြီးချုပ်ဂျော်ဂျီယာမယ်လိုနီစပိန်ဝန်ကြီးချုပ်Pedro Sanchez နဲ့ပြင်သစ်သမ္မတ Emmanuel Macron တို့အပါအဝင်နိုင်ငံပေါင်း20ကျော်ကခေါင်းဆောင်တွေတက်ရောက်မဲ့အရှေ့အလယ်ပိုင်းဒေသမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကြိုးပမ်းမှုတွေမြင့်တင်ဖို့နဲ့ဒေသဆိုင်ရာလုံခြုံရေးခေတ်သစ်ကိုစတင်မှုပြုလုပ်တဲ့ဂါဇာငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးမှာအီဂျစ်သမ္မတ Abdel Fattah al-Sisi နဲ့အတူပူးတွဲသဘာပရိအဖြစ်ဆောင်ရွက်ဖို့အတွက် Sharm el-Sheikh ကိုဦးတည်သွားခဲ့ပါတယ်နိုင်ငံ20ကျော်ကခေါင်းဆောင်တွေအပြင်ဒေသတွင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းကခေါင်းဆောင်တွေပါတက်ရောက်ခဲ့တဲ့အဲ့ဒီထိပ်သီးအစည်းအဝေးကိုအီဂျစ်သမ္မတ Fattah el-Sisi နဲ့အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်တို့ကပူးတွဲသဘာပတိတွေအဖြစ်တာဝန်ယူပြီးတော့အီဂျစ်နိုင်ငံ Sharm el-Sheikh မြို့မှာအောက်တိုဘာ23ရက်ကပြုလုပ်တာဖြစ်ပါတယ်။အဲ့ဒီအဖြစ်ဂါဇာအဖြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးပွဲမှာပါကစ္စတန်ဝန်ကြီးချုပ် Sharif ကသမ္မတထရန့်ကိုလေးစားပွဲကောင်းတဲ့ခေါင်းဆောင်အမျှော်မြင်တဲ့ပြည့်စုံတဲ့ခေါင်းဆောင်ကဘာကြီးအတွက်လူအဆုံးလူလို့ပြောဆိုချီးကျူးသွားခဲ့တယ်လို့ဆိုပါတယ်ထရန့်ကတော့နှစ်3000ကြာပြီဖြစ်တဲ့အရှေ့အလယ်ပိုင်းဒေသစစ်ပွဲရက်စဲသွားပြီလို့ဆိုသွားပါတယ်အစ္စရေးနဲ့ဟာမတ်စ်တို့အကြားမကြာသေးခင်ကရရှိခဲ့တဲ့အပြစ်ခတ်ရက်စဲရေးသဘောတူညီချက်ကိုအဲ့ဒီထိပ်သီးအစည်းအဝေးမှာလက်မှတ်ရေးထိုးနိုင်ခဲ့ပြီးတော့အစည်းအဝေးမှာဂါဇာကမ်းမြောင်ဒေသမှာစစ်ပွဲတွေအဆုံးသတ်ရေးအရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုဖော်ဆောင်ရန်ကြိုးပမ်းမှုတွေမြင့်တင်ရေးနဲ့ဒေသတွင်းလုံခြုံမှုနဲ့တည်ငြိမ်မှုအဆင့်တစ်ခုစီကိုဖွင့်လှစ်ပေးရေးဆွေးနွေးသွားမှာဖြစ်တယ်လို့အီဂျစ်သမ္မတရုံးကထုတ်ပြန်ထားပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲဒါကတော့မြေရှားအခွန်နဲ့အမေရိကန်နဲ့တရုတ်ကြားကကုန်သွယ်ရေးထိပ်တိုက်တွေ့မှုတွေအတွင်းထရန့်ရဲ့ပြောင်းလဲမှုများသောပြောစကားတွေပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်နိုင်ငံကကုန်ပစ္စည်းတွေပေါ်100%စီးကျက်ခွန်ကောက်မယ်လို့ချိန်ချောက်မှုပေါ်တရုတ်နိုင်ငံကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကအမေရိကန်ကလမ်းမကိုရှောက်ဖို့တွန်းအားပေးနေတယ်ဆိုရင်တော့တရုတ်ဟာသူ့ရဲ့တရားဝင်အခွင့်အရေးနဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ပြပြသားသားအရေးယူသွားမှတေချာတယ်ဆိုပြီးတနင်္ဂနွေနေ့ကကြေညာချက်ထုတ်ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်နှောင်းပိုင်းတုန်းကဘေကျင်းဆိုရရဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအမေရိကန်ကိုတင်ပို့နေတဲ့မြေရှားတပ်ထုတင်ပို့မှုကိုကန့်သတ်ခဲ့တာကိုတုံ့ပြန်တဲ့အနေနဲ့ထရန့်ကတရုတ်ရဲ့သွင်းကုန်တိုင်းကို100%ထပ်တိုးစီးကျက်မယ်လို့သူ့ရဲ့ Truth Social Media မှာရေးတင်ခဲ့တာပါ။ Wharton စီးပွားရေးကျောင်းကပါမောက္ခနဲ့ထိပ်တန်းစီးပွားရေးပညာရှင်ဖြစ်တဲ့Jeremy Siegel ကတော့သူတို့မှာမဟာဗျူဟာမြောက်မြေရှားတပ်ထုအရန်တိုက်မရှိတာတော့ဆိုတဲ့ဖူလုံရေးဆိုင်ရာကြီးမားတဲ့ကြာရှုံးမှုပဲတရုတ်ကိုမြေရှားတပ်ထုကုန်ကျော်90%လော်ကြီးအုပ်ခွင့်ပေးထားမိတယ်အဲ့ဒါတွေရဲ့အရေးပါမှုကိုသိရတာနဲ့ဘာလို့နေကြတာလဲဆိုပြီး CNBC နဲ့အင်တာဗျူးမှာတနင်္လာနေ့အောက်တိုဘာ23ရက်နေ့ကပြောကြားခဲ့ပြီးတော့အစစ်မြစ်နီးပညာတွေအတွက်အရေးပါတဲ့မြေရှားတပ်ထုအပေါ်တရုတ်ပုံမထိန်းချုပ်လာမှုဟာရေရှည်ဗျူဟာမြောက်ပြဿနာကနေလက်ငင်းစီးပွားရေးချင်းချောက်မှုအဖြစ်ပြောင်းလဲလာပြီးအမေရိကန်ကအဲ့ဒီအတွက်လုံးဝပြင်ဆင်ထားခြင်းမရှိဘူးလို့သတိပေးလာခဲ့ပါတယ်။ဘန်နာယီဝန်ကြီး Scott Bessent ကတော့သမ္မတဒေါ်နယ်ထရန့်ဟာကူလာနှောင်းပိုင်းမှာတရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံမှုရှိပြီးတော့တရုတ်ကပို့ကုန်ကန့်သတ်ချက်တွေနဲ့ပတ်သက်လို့ဘလို့ပင်ဖြစ်ပါစေတုံ့ပြန်မှုအသင့်ရှိတယ်ဆိုပြီးတနင်္လာနေ့ကပြောသွားခဲ့ပါတယ်။အဲ့ဒီပြင်တရုတ်ကကန့်သတ်ချက်တွေဆက်ပြီးလုပ်နေမယ်ဆိုရင်အမေရိကန်ကပြင်းထန်စွာတုံ့ပြန်မယ်လို့ပြောဆိုခဲ့တယ်လို့တပိုင်းလျက်ကူပစ္စည်း software တင်ပို့မှု American ဘဏ္ဍာရေးဈေးကွက်ကိုဝင်ရောက်ခွင့် GE နဲ့ Honeywell လိုကုမ္ပဏီတွေကလေယာဉ်အစိတ်ပိုင်းတွေနဲ့ American တက္ကသိုလ်တွေမှာသင်ကြားနေတဲ့တရုတ်ကျောင်းသား
3 သိန်းကျော်တို့အပေါ်အမေရိကန်မှာဩဇာသုံးနိုင်တယ်ဂျပန်တောင်ကိုရီးယားအိန္ဒိယဩစတြေးလျနဲ့ဥရောပမဟာမိတ်နိုင်ငံတွေနဲ့အတူတရုတ်ကိုစုပေါင်းဖိအားပေးဖို့ရည်မှန်းထားတယ်ဆိုပြီးပြောကြားခဲ့ပါတယ်အမေရိကန်ကတစ်ချိန်ကမြေရှားတပ်ထုကိုဥဆောင်ခဲ့ပြီးမြဲ1980နဲ့1990ပြည့်လွန်နှစ်တွေမှာကုန်ကျစရိတ်သက်သာမှုနဲ့ပေါင်းညင်ဆိုင်ရာစီးမြင့်တွေကိုပိုလျှော့ရဲမှုကိုအကြောင်းပြုပြီးတော့တပ်ထုတပ်ဆင်ခြင်းလုပ်ငန်းတွေတရုတ်ကိုရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်ပထမတရုတ်နဲ့မတွေ့တော့ဘူးလို့ပြောထားခဲ့တဲ့ဒေါ်နယ်ထရန့်ဟာအဲ့လိုပြောပြီးသိမကြခင်မှာပဲတွစ်ဆုံပွဲဖျက်သိမ်းဖို့မရှိဘူးလို့ပြောကြားခဲ့ပြီးတဲ့နောက်အခုတနင်္ဂနွေနေ့မှာတော့အမေရိကန်ပြည်တော်စုကတရုတ်ကိုကူညီခြင်းပါတယ်ထိခိုက်နစ်နာအောင်လုပ်တာမဟုတ်ဘူးသမရရှီကိုလည်းလေးစားပါတယ်သူ့နိုင်ငံမှာစီးပွားပြက်ကတ်စိုက်တာမဖြစ်စေချင်ဘူးဆိုပြီးတော့ social media thread မှာရေးသားခဲ့တယ်ဆိုတဲ့သတင်းတစ်ခုကထွက်ပေါ်လာပြန်ပါတယ်သူကတောက်ကြနေတုန်းကမြေရှားတပ်ထုစက်မှုလုပ်ငန်းပေါ်တရုတ်ကနောက်ထပ်ပုံကုန်ကတ်တက်မှုတွေပြုလုပ်တာကိုအထူးတလဲရန်လိုတဲ့လုံရဲလို့ခေါ်ဆိုခဲ့ပြီးတော့တရုတ်ပေါ်ထပ်တိုးကုန်100ရာခိုင်နှုန်းထပ်မံချမှတ်မယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်အမေရိကန်ကတရုတ်ကုန်ပစ္စည်းသွင်းကုန်တွေအပေါ်မှာသာမဟုတ်ဘဲနဲ့တရုတ်ကတိစောက်လိုက်တဲ့သင်္ဘောတွေအပေါ်မှာလည်းအခွန်ကောက်တာတွေလှုပ်လာနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာနေသလိုတရုတ်ဘက်ကလည်းအမေရိကန်သင်္ဘောတွေတိစောက်တာအမေရိကန်အလံတက်ပြေးဆွဲတာစသဖြင့်အဲ့ဒီအရာတွေအားလုံးပေါ်မှာအခွန်ကောက်တော့မယ်လို့ကြေညာခဲ့တဲ့အပြင်အမေရိကန်ကိုသင်္ဘောတိစောက်ရေးအကူအညီပေးနေတဲ့တောင်ကိုရီးယားကိုပါတရုတ်ကအရေးယူပိတ်ဆို့မှုလုပ်မယ်ဆိုပြီးကြေညာတယ်ဆိုတဲ့သတင်းအချို့ကလည်းထပ်ပြီးထွက်ပေါ်လာပြန်ပါတယ်။နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းမှာကတော့အမေရိကန်သမ္မတထရန့်နဲ့တရုတ်သမ္မတရှီတို့ဟာတောင်ကိုရီးယားမှာတွေ့ကြမှာဖြစ်တယ်ဆိုပြီးစီးပွားရေးဝန်ကြီးဘတ်ဆန်ကသတင်းထုတ်ပြန်လာခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့သူ့ရဲ့အစိုးရအဖွဲ့ရဲ့လက်လောပြည်ပရေးရာလှုပ်ရှားပြောဆိုမှုတွေနဲ့ပတ်သက်လို့စူးစီးမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်